it. Juliet, you make the delivery. Already making up. Ciao. I'm on it ဆိုတာငါတောင်းထားလိုက်ဆိုပြီးတော့အထက်ခဲဘစ်ငေါက်လိုက်မယ်ဆိုတာကိုအတူကောပြောရဖြစ်တယ်အဲ့တော့ I'm on it ရဲ့အတိတ်ဘက်ကငါတောင်းထားလိုက်ဒီဥပမာလေးတွေကိုလေ့လာကြည့်လိုက်အောင် Callisto, give us a push. I'm on it. Yeah. Hang on, everybody. Guys, we're running out of time. What's the plan? That guard won't move. We need a distraction. I'm on it. 10. Oh God! Oh, my ankle, sir, my ankle. ကဲဒီဗီဒီယိုလေးတွေကိုကြည့်ပြီးတော့ I'm on it ဆိုတာလေးကိုပို့ပြီးတော့နားရတော့မယ်ထင်တယ် I'm on it ငါတောင်းထားလိုက် You make the delivery. Already making up. Ciao. already make it ချောင်းဆိုတဲ့စာသားမှာ already ရဲ့အဓိပ္ပာယ်ကဖိနှိပ်ပြီးယခုပဲဒါပေမဲ့ဒီနေရာမှာဘာသာပြန်လိုက်ရမယ်ဆိုရင်လုံနေပြီလို့အဓိပ္ပာယ်ရတယ် making က making နဲ့အတူတူပဲခေါ်တော့ဆိုလို့ making ကနာတာနဲ့ဆုံးတယ် making ကဂါတာနဲ့ဆုံးတယ် am ဆိုတာကတန်းရဲ့အတူကောက်ပုံစံဖြစ်တယ်အဲ့တော့ already making them အခုလုံနေပြီအခုသွားပို့နေပြီချောင်းဆိုတာက Italy ဘာစကားဖြစ်တယ်အင်္ဂလိပ်လိုဆိုရင် by mind ထပ်ထားဆိုပြီးအဓိပ္ပာယ်ရတယ်